ကဲခုဆိုရင်တော့ကျွန်တော်ဒီမှာငခုကန်လေးစီးပြီးနေတယ်ဖြစ်ပါလားခင်ဗျာဒီမှာကောင်းကြီးလေးဒီကန်မှာကြတော့ကောင်းကြီးလေးမှာကဲမနေ့ပြန်လောက်တော့ရတော့မလို့ဒီနေ့ငါကန်စီးခဲ့ပြီတဲ့ဥပကန်တော့စီးလာပြီဒီမှာငရကန်တကန်ရှိသေးတယ်စီးအောင်အားလည်းနေမှစီးတော့ဒီကန်ကြတော့မစီးတော့တလားပြည့်တော့မှအဲ့ဒါမလို့ဒီနေ့စီးပြီးတယ်ကောင်းတော်တော်ကြီးနေမှကြည့်ဟုတ်ပြီကျွန်တော်နီကလေးဆွဲထပ်ပြီကောင်းကြီးပြကောင်းလေးဒီကောင်းလေးဟိုကောင်းတော်တော်ကြီးမှကြည့်ကဲဒီနေ့တော့ငါဒီကန်လေးတကန်စီးခဲ့ပြီမှဗျကဲရေတော့ထုတ်ပြီးပြီဗျဒီမှာနည်းနည်းပဲကြံတော့တယ်ပြီးရင်ဒီထုတ်ပြီးစီးပြီးတော့ရေတက်ပြန်ထည့်ပြီးတခါပြန်ရိုက်မယ်ဗီဒီယိုပြန်ရိုက်မယ်ဗျโอเค